ကလုံးတွေရဲ့နောက်မှာဘဝတွေပါတယ်ဆိုတာတကယ်ပါပဲကိုပြောလိုက်တဲ့စကားကကိုယ့်ရဲ့ဘဝကိုပါဇက်ကကိုယ့်ရဲ့ဘဝဆိုတာကိုမိတ်ထားလို့မရဘူးနော်ဒါကြောင့်စကလုံးတွေကိုတတိထားပါပါဇက်ကိုတတိထားပါဟိုတော့ကသဘုကလို့ခေါ်တဲ့မျိုးကောင်းသားလေးတယောက်ရှိတယ်အဲ့ဒီမျိုးကောင်းသားလေးကမွေးလာတဲ့ကနေအဝတ်ဝတ်ပေးလို့မရဘူးထမင်းကျွေးလို့မရဘူးဂရင်ညောင်ဆောင်မွေးရာတွေပေါ်မှာအိတ်လို့မရဘူးအဝတ်လည်းမဝတ်ဘူးကိုဒီလုံးမဲ့နေတယ်အိတ်ရာပေါ်မှာဂရင်ပေါ်မှာမအိတ်ဘူးမြေပေါ်မှာကြမ်းကင်းပေါ်မှာဆင်းအိတ်တယ်ထမင်းကျွေးလို့မရဘူးမိဘတွေလစ်တဲ့အခါမစင်ကိုစားတယ်နောက်ပိုင်းတော့မိဘတွေကဒီတိုင်းထားလို့မဖြစ်တော့ဘူးဆိုပြီးတော့အာဇီဝကပြုတ်ပေးတယ်ပေါ့နော်ဘလို့ပြုတ်ပေးလဲဆိုတော့မြေတွင်းတူးပြီးတော့မှအဲ့ဒီမြေတွင်းထဲကိုသူ့ကိုထည့်ပြီးတော့သူ့ခေါင်းကနေတစ်ပြားနဲ့အပေါက်ဖောက်ပြီးဆွတ်ချပြီးတော့သပင်တွေကိုထမ်းလေးမုံနဲ့ညှက်ပြီးတော့နှုတ်တယ်အဲ့ဒီမှာနောက်ဆုံးသူအာဇီဝကအကြောင်းကိုရောက်သွားတယ်ပေါ့အာဇီဝကအကြောင်းကိုရောက်တဲ့အခါမှာတခြားသောအာဇီဝကတွေကစွန့်စားသွားတဲ့အခါမှာသူကမလိုက်ဘူးအကြောင်းမှကြံခဲ့ပြီးတော့မှသူကမစင်နေဘူးစားတယ်အဲဒီနောက်ပိုင်းအာဇီဝကတွေတီးတဲ့အခါမှာမြတ်စွာဘုရားရဲ့တပည့်တွေဒါကိုသိရင်ငါတို့ကိုကဲ့ရဲ့လိမ့်မယ်ဆိုပြီးတော့အကြောင်းကနေသူ့ကိုနှင်ထုတ်လိုက်တယ်အဲဒီမှာသူထွက်သွားပြီးတော့မြို့အစွန်တနေရာမှာလူတွေမစင်စွန့်တဲ့နေရာတစ်ခုကိုသူရောက်တယ်အဲဒီနားမှာကြောက်ဖြာကြီးတစ်ချက်ကလည်းရှိတယ်အဲ့ဒီမှာသူအဝတ်လည်းမဝတ်ဖဲနဲ့အဲ့ဒီကြောက်ဖြာရဲ့အစွန်းကိုကင်ပြီးတော့မှခြေထောက်တစ်ဖက်ဖဲထောက်ပြီးတစ်ဖက်ကိုမြောက်ထားပြီးတော့မှသူပါဇက်ဟပြီးတော့နေတယ်ပေါ့လူတွေလစ်တဲ့အခါမှာမစင်ကိုစားတယ်လူတွေကမေးရင်သူကလေကိုသာစားပြီးတော့မှနေတယ်မြေကြီးကိုလည်းမနှင်းဘူးဆိုပြီးတော့မှသူကဒီလိုပြောပြီးအကျင့်မြတ်ကျင့်နေတဲ့ပုံစံမျိုးနဲ့လုပ်တယ်တဖြည်းဖြည်းနဲ့သူကလူတွေရဲ့ယုံကြည်မှုကိုရလာခဲ့တယ်အဲ့ဒီမှာသူလူလစ်ရင်ညဘက်မှာမစင်စားတယ်နေခင်းဘက်မှာဒီတိုင်းနေတယ်ဘာကြွေးကြွေးမစားဘူးလူတွေကတောင်းဆိုတာများတဲ့အခါကျမှတမန်းမြက်ဖြားလေးနဲ့အပေါ်မှာစားစရာလေးတင်ပြီးတော့မှသူစားသုံးပေးတယ်ပေါ့နော်ဒီလိုနဲ့သူနေလာလိုက်တာ55နှစ်ကြာသွားခဲ့တယ်အခါတစ်ပါးမှာတော့မြတ်စွာဘုရားကသူ့စီကိုကြွပြီးတော့မှသူ့နားမှာနေဖို့အတွက်မြတ်စွာဘုရားကတညတာခွင့်တောင်းတယ်လုံးဝခွင့်မပြုခဲ့ဘူးလုံးဝခွင့်မပြုခဲ့တဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီနဲ့မနီးမဝေးတောင်ကုန်းတစ်ခုမှာသတင်းသုံးနေတော့ညအခါမှာနတ်မင်းကြီး၄ပါးနဲ့ဒီမြမာတွေတရားတွေလာတဲ့အခါမှာ